အားလုံးပဲမင်္ဂလာပါသတင်းစာထဲမှာသားသမီးဖြစ်ကနေပြီးတော့အမွေပြတ်ဆွန့်လွတ်ကြောင်းကြေညာရုံနဲ့ဒီသားသမီးကအမွေဆက်ခံခွင့်ဆုံးရှုံးပါသလားဆိုတဲ့အကြောင်းလေးကိုဥပဒေဘုဒ္ဓအနေနဲ့ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်တောင်းဆိုပလုံးစိုးကိုပဲပြည်ရိုးထုံးစံရှိတယ်။သားဆိုသမီးဆိုကိုတော့ပြည်ရိုးထုံးစံမရှိဘူးဆိုတဲ့ဆိုရိုးစကားအတိုင်းပဲမိဘတွေအနေနဲ့ကိုယ့်ရဲ့သားသမီးကဘလောက်ပဲဆိုးနေပါစေပြစ်ထားရိုးထုံးစံမရှိပါဘူး။ဒါပေမဲ့ရုပ်မာရိုင်းဆိုင်နဲ့သွားနှုတ်ဒရလို့ခေါ်တဲ့ခွေးနဲ့တူတဲ့သားသမီးကိုတော့တရားဥပဒေကသားသမီးဖြစ်ကနေပြီးတော့ရာသက်ပံဆွန့်လွတ်ဖို့ခွင့်ပြုထားပါတယ်။ဘယ်လိုမျိုးသားသမီးတွေကိုသွားနှုတ်ဒရသားသမီးဖြစ်နေသတ်မှတ်တယ်လဲဆိုတော့မိဘကိုဆဲဆိုတဲ့သားသမီးတွေမိဘကိုသွေးထွက်တန်ရုံဖြစ်အောင်ရိုက်နှက်တဲ့သားသမီးတွေနဲ့မိဘအသက်ကိုရန်ရှာပြီးတော့ရန်သူတပွဲဆက်ဆံတဲ့သားသမီးတွေပဲဖြစ်ပါတယ်ဒါပေမဲ့အခုခေတ်ပေါ့နော်နောက်ပိုင်းမှာမိဘတွေကကိုယ့်ရဲ့စကားကိုနားမထောင်မဲနဲ့အိမ်ပေါ်ကနေဆင်းသွားတဲ့သားသမီးတွေနဲ့နော်ကိုယ်သဘောမတူမကြည်ပြူတဲ့သူနဲ့အိမ်ထောင်ပြုတ်သွားတဲ့သားသမီးတွေကိုများသောအားဖြင့်သားဆိုးသမီးဆိုးဆိုပြီးတော့တတ်မှတ်ပြီးတော့နိုင်ငံပိုင်သတင်းစာတွေထဲမှာသားသမီးဖြစ်ကနေဆွန့်လွတ်ကြောင်းအများသိစေဖို့အတွက်ကြေညာတာတွေပြုလုပ်လာကြပါတယ်ဒီလိုမျိုးကြော်ညာထည့်သွင်းလိုက်ရုံနဲ့မိဘနဲ့သားသမီးဖြစ်ကနေပြီးတော့ရက်စဲသွားပြီဆိုပြီးမှတ်ယူနေကြတာတွေရှိပါတယ်တကယ်တော့ပေါ့နော်ခုနပြောသလိုပဲကိုယ့်ရဲ့သားသမီးကတကယ်ပဲသွားနှုတ်ထွက်သားသမီးဖြစ်မဖြစ်ဆိုတာကိုအသေးချာလေးလာတာဖြစ်မယ်ဆိုရင်ပေါ့နော်ကိုယ့်ရဲ့နေထိုင်ရာမြို့နယ်မှာရှိတဲ့တရားရုံးကိုသွားရောက်ပြီးတော့ကိုယ့်ရဲ့သားသမီးဖြစ်တဲ့သူကအမှန်တကယ်ပဲရုပ်မာရိုင်းဆိုင်တဲ့သွားနှုတ်ထွက်လို့ခေါ်တဲ့ခွေးနဲ့လားဆန်တူတဲ့သားသမီးအဖြစ်ကိုတတ်မှတ်ပြီးတော့ရာသက်ပံသားသမီးအဖြစ်ကနေပြီးတော့ဆွန့်လွတ်ခွင့်ပြုဖို့အတွက်ကိုစာနဲ့ရေးသားပြီးတော့ရှောက်ထားရမှာပဲဖြစ်ပါတယ်တရားလူအနေနဲ့မိဘတွေကဆောင်ရွက်ရပြီးတော့တရားပြိုင်နေရာမှာကိုဆွန့်လွတ်လို့တဲ့သားဒါမှမဟုတ်ရင်သမီးကိုထည့်ရပါမယ်။ရုံးတော်ကနေပြီးတော့တရားလူဖြစ်သူမိဘနဲ့တရားပြိုင်ဖြစ်သူသားသမီးတွေကိုအကျဉ်းချိန်စစ်ဆေးပြီးတော့ရှောက်ထားတဲ့အတိုင်းကိုမှန်ကန်မယ်ဆိုရင်ဒီသားသမီးတွေကိုသွားနှုတ်ထွက်သားသမီးဖြစ်နေသတ်မှတ်ပေးမှာပဲဖြစ်ပါတယ်။သွားနှုတ်ထွက်ဖြစ်တတ်မှတ်ခံရတဲ့သားသမီးတွေကမိဘတွေထံကနေပြီးတော့အမွေဆက်ခံခွင့်ကိုဆုံးရှုံးမှာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့သတင်းစာထဲမှာသားသမီးဖြစ်ကနေပြီးတော့အမွေပြတ်ဆွန့်လွတ်ကြောင်းကြော်ညာထည့်သွင်းရုံနဲ့ဆွန့်လွတ်ခြင်းအထမမြောက်ပါဘူး။အမွေဆက်ခံခွင့်ဆုံးရှုံးမှာလည်းမဟုတ်ပါဘူးဆိုတဲ့အကြောင်းလေးကိုဥပဒေဘုဒ္ဓအနေနဲ့ဆွေးနွေးပေးလိုက်ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။